အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ကဘရိုရိုတွေဖြစ်စေဟိုဘရိုရိုတွေသုံးလို့စီမဲ့ Google ဖောင်သုံးခုနေလေးကိုကျွန်တော်ပြပြသွားမယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ဆက်လိုက်ရအောင်โอเค Google ဖောင်လို့ရိုက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ Google ဖောင်အနေလိုက်မယ်ပေါ့နော်โอเคနေပြီကျွန်တော်တို့သိယူမယ်ဒီ black လေးကို black ဖောင်နေလိုက်မယ် black ဖောင်နေပြီးပြီဆိုရင်ကျွန်တော်တို့သူ့နာမည်ရင်ပြပါမယ် question ပြောကြတော့ description မှာလည်း WE ကတော့ CONE welcome လို့ရေးလိုက်မယ်ပေါ့နော် okay အဲ့တော့ကြတော့ဒီပေါ့နော်ဒီပြောကြဒီ Christian down ကိုနေပြောကြတော့ကျွန်တော်တို့ဒါတွေကိုအကြိုက်လောက်ပြောင်းလို့ရတယ်ပေါ့နော် site တွေကိုဒီသုံးခုကိုကျွန်တော်တို့ပြောင်းပေးပါမယ်ကဲစနေ sorry okay အဲ့တော့ကြတော့ဒီလိုမျိုးစနစ်ကဒါဆိုဒါ10လုံးလိုက်မယ်အဲ့တော့ကြတော့ဒီလိုမျိုးရပြီဆိုရင်နော်ဒီ question တွေမှာကျွန်တော်တို့ okay လိုမျိုးရပြီဆိုရင်ကျွန်တော်တို့အယောင်ပြောင်းမယ်မှာဒီအောက်ကအယောင်လေးပြောင်းလို့ရအယောင်ပြောင်းပြီးကျွန်တော်ဒီဟာလေးကြော်ခဲ့တယ်အဲ့ဒါလေးကဘာလေးလဲဆိုရင်ကျွန်တော်တို့ကျွန်တော်ပြီးရင်ပြောပြမယ်ကျွန်တော်တို့အရင်ဆုံးအဲ့ဒီ choose image ကိုနှိပ်ပေးပါနှိပ်ပေးပြီးရင်ကျွန်တော်တို့ကြိုက်တဲ့ဟာကိုရွေးလို့ရရပေါ့နော်ကျွန်တော်တို့ဒါလေးဆိုပူလာမယ်โอเคဒါလေးပဲရွေးလိုက်ပါတယ်ရွေးပြီးရင်သူကလိုမျိုးလေးပေါ်လာလိမ့်မယ်ဒါကဘာလဲဆိုရင်ဒါဒီလိုမျိုးဟိုအပေါ်တွေမှာထည့်ရတဲ့ဟာလေးတွေပေါ့နော်အဲ့တော့ကြတော့ကျွန်တော်ကဒီပထမဆုံး question မှာသူက multiple choice ဆိုပြီးတော့ကြိုက်တဲ့ဟာကိုရွေးလို့ရတယ်ကျွန်တော်ကတော့ short answer အနေနဲ့အရင်စပြမယ် short answer မှာကျွန်တော် number 1 မှာ NICKNAME လို့ရေးလိုက်မယ်ပြီးတော့ကြတော့ကျွန်တော်တို့ require လုပ်မယ် require ဆိုတာဘာလဲဆိုရင်ဒီ form ကိုဖြည့်ပြီးမှကျွန်တော်တို့က submit လုပ်လို့ရမှာပေါ့နော်အဲ့တော့ကျွန်တော် require လုပ်မယ် require လုပ်ပြီးနောက်ထပ်တစ်ခုသွားပါမယ်နောက်ထပ်တစ်ခုက number 2ကျွန်တော် name လို့နာမည်ရေးပါမယ် name မှာကြတော့ကျွန်တော် paragraph ကိုထားမယ်ဘာလို့လဲဆိုတော့ကျွန်တော်က noun နဲ့ရေးမှာဆိုလို့အချို့သူတွေကကြတော့နားမလည်မှာဆိုတာဖြစ်တဲ့အတွက်ကျွန်တော်က description လေးထည့်ပါမယ် description ကဘယ်လိုထည့်ရလဲဆိုရင်ဒီ description ကဒီအစလေး30ကိုနှိပ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် description မှာစာသားတွေကုန်ကြိုက်သလိုပြောင်းလို့ရတယ် description မှာကျွန်တော် please FLEA sorry ဟုတ်တယ် FLEA please WRITE write a REALNAME name right please write a rename ဆိုတာကိုကျွန်တော်ရေးလိုက်တယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့ရေးပြီးနောက်ထပ်တစ်ခုယူဖို့အတွက်ဆိုရင်ကျွန်တော်တို့ plat လေးကိုနှိပ်ပေးပါ plat လေးကိုနှိပ်ပြီးပြီဆိုရင်နောက်ထပ်တစ်ခုကကျွန်တော်တို့ paragraph ပြီး multiple choice ပေါ့နော် multiple choice ကကြတော့ तू ကရွေးချယ်ရတာမှန်တယ်ဒါပေမဲ့ तू ကကြတော့ multiple choice ကရွေးချယ်ရတာမှန်တယ်ဒါပေမဲ့ तू ကတစ်ခုပဲရွေးလို့ရတယ်ပေါ့နော် multiple choice ကအဲ့တော့ကြတော့ကျွန်တော်တို့ multiple choice ကကျွန်တော်တို့ multiple choice ကိုသူ့ပါမယ် who okay and who is he အဲ့မှာကျွန်တော် who is he လို့ပြောလိုက်အဲ့တော့ကြတော့ကျွန်တော်ကဒီအောက်မှာအဖြေလေးတွေပေးမယ်နာရူတိုဆာဆူကဲခါခါsorry ဟုတ်တယ်အားသားထည့်လိုက်မယ်ကာရှိကဲအဲ့လိုမျိုးလေးရေးလိုက်မယ်အဲ့တော့ကြာ who is he ဆိုတော့ကြာတော့သူတို့ကဘယ်လိုသိမှာလဲကျွန်တော်ပုံမပြထားဘူးလေအဲ့တော့ကြာတော့ကျွန်တော်တို့ပုံလေးယူပါမယ်အဲ့တော့ကြာပုံလေးကိုဘယ်လိုယူမလဲဆိုရင်ဒီ image လေးကိုလည်းနှိပ်ပေးပါအဲ့တော့ကြာတော့ကျွန်တော်ကပိုတွားစိတ်မထားရသေးဘူးဆိုတော့ကျွန်တော်တို့ရှာပါမယ်နာရူတိုပုံရရှာပါမယ် okay နာရူတိုရှာလုံးတယ်ရှာလုံးတယ်ဦးဆိုတော့ကျွန်တော်တို့ဒီက Google ကနေသွားဆေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကရှိပဲsorry စာခုရာပဲယူလို့ပြောမယ် okay ကျွန်တော်တို့စာခုရာကိုရှာမယ်ပေါ့နော်စာခုရာကိုကျွန်တော်တို့ဆေးလိုက်ပါမယ် okay download ထဲမှာ download 1ထဲမှာပဲဆေးလိုက်ပါတယ်ပေါ့နော် okay အဲ့တော့ကြတော့ကျွန်တော်တို့ဆေးပြီးပြီဆိုရင် upload လုပ်မယ် upload လုပ်ဖို့အတွက် browser ရဲကနေ download ကျွန်တော်ဆွမ်းတော့ဆေးခဲ့တဲ့ download ကိုနှိပ်ပေးပါမယ် okay ခဏလေးစောင့်ပေးပါ
Okay လိုမျိုးပေါ်လာပါလိမ့်မယ်လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ number 4ကိုသွားပါမယ်ကျွန်တော် number 4ကိုမသွားခင်မှာ setting မိုင်းလေးကိုနည်းနည်းသွားမယ်ပေါ့နော်ဒီကသူတို့က7နေပြီးတော့ view score အမှတ်ကိုတန်းကြည့်ခြင်းနဲ့ဒါဆိုရင်ကျွန်တော် make a quick ကိုနှိပ်ပေးပါပြီးတော့ကြတော့ miss question correct answer point bay အဲ့ဒါတွေအကုန်ကိုအမှန်ချစ်ပေးပါပြီးတော့ကြတော့ဒီဒါလေးကိုရေးပေးပါဒီယောက်ကဟာကိုမရွေးပါနဲ့ပေါ့နော်ပြီးတော့ကြတော့ကျွန်တော်တို့အမှတ်တွေကိုပေးလို့ရအမှတ်တွေကတူညီနေမယ်ဆိုရင်တော့ပေးလို့ရတယ်ပေါ့နော်မတူညီဘူးဆိုရင်တော့ပေးလို့မပေးလဲရတယ်ပြီးတော့ဒီအောက်က email ကတောင်းပါလားမတောင်းဘူးပေါ့နော်email ကမတောင်းဘူးဘာလို့လဲဆိုတော့ချို့သူကြီးက email မရှိဘူးပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့က show bracket var တို့အဲ့ဒီဟာတွေကိုကျွန်တော်ပိတ်ထားပေးပေါ့နော်ပြီးတော့ကြတော့ conversion email ဆိုတာသူကဖြည့်ပြီးတော့ကြတော့သူကမြင်ရတဲ့စာပေါ့နော်အဲ့တော့ကြတော့ thank you လို့ကျွန်တော်ကရေးလိုက်ပါတယ် thank you အဲ့လိုရေးပြီးကျွန်တော်က view summary ဒီအောက်ကဟာတွေကိုကျွန်တော်နည်းနည်းကြောခဲ့ပြီးတော့ full day ကိုမှလည်း collect email တောင်းပါလားမေးတယ်ဒီအောက်မှာလည်း collect email တောင်းပါလားမေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုကြောခဲ့မယ်ပေါ့နော်ဒီ question ပိုင်းကိုပြန်သွားမယ်ပြီးတော့ကြအဲ့မှာ multiple choice ပြီးတော့ကြတော့ chop box ဆိုတာကြတော့ဘယ်နှခုရွေးရတယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော် number 4ကြတော့ where is your favorite character favorite ဖြစ်နေနော် favorite ဖြစ်ရမှာပေါ့နော်favorite ဖြစ်ပြီးပြီဆိုရင်ကျွန်တော်တို့ opinion 1 2 3ကိုမေးရမယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်က which favorite အဲ့ကိုရေးမယ်ဆိုတော့ကြတော့ကျွန်တော်တို့သူ့နာမည်ပေးမယ်ပေါ့နော်ကျွန်တော်ပေးချင်တဲ့နာမည်ပေးလိုက်မယ်နာရူတိုနဲကြီးပြီးတော့ ROCKLAE Rockly ပြီးတော့ကြတော့ JUY guy ပြီးတော့ KA ကကားရှိရဲ့ကျွန်တော်အားသားကိုလည်းပေးမယ်ဘာလို့လဲဆိုတော့တို့ကကြိုက်ချင်းမတူလေ Okay အဲ့တော့ကြတော့ကျွန်တော်ကဒီမေးခွန်း၄ခုကိုပေးပြီးသွားပြီအဲ့တော့ကြတော့ကျွန်တော်ကအဖြေတွေကိုဘယ်လိုထည့်မလဲဆိုတာလည်းမေးပြောပြသွားမယ်အဲ့တော့ကြတော့အဖြေတွေကိုထည့်ဖို့အတွက်ထည့်မဲ့ဟာကို select ပေးပြီးတော့ဒီအောက်က answer key ကိုနှိပ်ပေးမယ်ပြီးတော့ကြတော့ကျွန်တော်ကဒါကြနင်းတို့ကြဖြေထည့်ပေးကြမလို့ပေါ့နော်အဲ့တော့ကြဒီမှာ ရှိဖြစ်ရမှာပေါ့နော်အဲ့တော့ကြတော့ဒီအောက်မှာကြတော့ကျွန်တော်တို့ကအဖြေပေးတယ်ဘာလို့လဲဆိုတော့ကြတော့ဒါဖြစ်နေလို့ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ကြိုက်တဲ့အမှတ်ပေးလို့ရတယ်ဒီမှာအဲ့တော့ကျွန်တော်က3မှတ်ပေးပါမယ်သူ့ကိုဖြေနိုင်ရင်အဲ့တော့ကျွန်တော်အဖြေထည့်ပေးရမယ်ဆိုတော့အဖြေထည့်ပေးရမယ်ပေါ့နော်အဖြေကဒီထဲမှာရှိနေလားဆိုရင်မရှိနေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဖြေကထည့်အောင်မယ် Okay အဲ့တော့ answer key နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီတော့sakura လေးဟုတ်တယ်မလားအဲ့တော့ကျွန်တော် sakura ကိုအမှန်ချစ်ပေးမယ်ပြီးတော့ answer edit answer feedback မှာ correct မှန်တာဘာလို့လဲပြီးတော့မှားတာဘာလို့လဲဆိုတာရေးလို့ရတယ်ကျွန်တော်တို့ရေးမနေတော့ဘူးပေါ့နော်အဲ့တော့ကြတော့မျိုးလေးရေးပြီးအောက်မှာကြ who is your favorite character လို့မေးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုတမတ်ပဲပေးမယ်အဲ့တော့ကြတော့ဘဏ္ဍခါရွေးမှန်တယ်အဲ့တော့ကြတော့အကုန်လုံးကိုအမှန်ချစ်ထားမယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ Google Form ရဲ့အပိုင်း1လေးဗီဒီယိုလေးပဲဖြစ်ပါတယ်စာဆုံးကြည့်ရှုပေးတဲ့သူတွေကိုရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ဆုံပါမယ် Goodbye and have a later